ကိုနေမမီထားပြီလားရှင် ထားပါပြီမိမကြီးထားပါပြီ အရဟတာဒီနဝခုနေဟိအရဟံအစရှိတော့ ဟယ်လိုကိုကြတနင်္ဂနွေပို့လိုက်တဲ့ organic အသီးတွေပန်းသီးတွေရောက်ပြီလား ရောက်ပြီငိမ့်မောင်ကြီးရောက်ပြီရှယ်ကြီးတွေပဲကွာမင်းမို့လိုက်တဲ့အသီးတွေက ဟုတ်တယ်ကိုကြရေပန်းသီးကစီးကျူယောဂါကိုလည်းကာကွယ်ပေးတယ်ပြီးရင်ငါတို့လိုတောက်တက်တဲ့လူတွေအတွက်ဆိုရင်လည်းနှလုံးကိုထောက်ပံ့ပေးတာဆိုတော့လေမင်းကိုစားစီခြင်းလုံးကပို့ပေးလိုက်တာကွာကိုနေမောင်ရေဒီမှာကျွန်တော်ချန်ထွက်အသီးလေးလက်ဆောင်လာပေးတာဗျာကိုကြီးတို့ဟာမတွေ့တာကြပြီနော်ကိုတုတ်ကြီးလာထိုင်မအောင်ဗျာလာအိမ်ထဲဝင်ဘာလို့ဒီတနေ့ရတဲ့ချင်းကြတော့ဒေါ်စိန်ကချန်နဲ့တော့ယူဝန်တောင်းကြလို့ဆိုဟုတ်တယ်ကိုတုတ်ကြီးအဲ့ဒါကျွန်တော်တို့တောင်မှပန်းတီးဝယ်နေရောက်နေလို့အဲ့ဒါကျွန်တော်တို့ကူညီပြီးတော့မှတောင်မှမောင်းထုတ်ပေးလိုက်တာဗျာအဲ့တော့ဝက်ကြီးကို